လူတော်တော်များများကဆွဲဆောင်မှုနည်းရမှာ law attraction ဆိုတာကိုစိတ်ကူးယဉ်တာလို့ထင်တတ်ကြတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ဒါကစိတ်ပညာနဲ့မတိစိတ်ရဲ့အာယုံစိုက်မှုကိုအခြေခံထားတဲ့လက်တွေ့ကျတဲ့ဖြစ်စဉ်တစ်ခုကျွန်တော်တို့ရဲ့မတိစိတ်ထဲမှာဘာဖြစ်ချင်တယ်ငါကဘယ်လိုလူဖြစ်တယ်ဆိုတဲ့ပုံရိပ်တစ်ခုကိုခိုင်ခိုင်မာမာတိဆောက်ထားရင်အဲ့ဒီပုံရိပ်အဲ့ဒီအတွေးခေါ်ကနေတုံခါမှု vibration ထွက်ပေါ်လာလိမ့်မယ်ဥပမာခင်ဗျားကငါမှအခွင့်အလမ်းတွေအမြဲရှိတယ်လို့ယုံကြည်ထားရင်ခင်ဗျားရဲ့မတိစိတ်ကခင်ဗျားပတ်ဝန်းကျင်မှာရှိတဲ့အခွင့်အလမ်းတွေကိုရွေးချယ်မြင်လာအောင်လှုပ်ဆောင်ပေးလိမ့်မယ်အဲ့လိုပဲခင်ဗျားကငါကတော့ကန်ဆိုးတဲ့လူပဲလို့ယုံကြည်ထားရင်ခင်ဗျားရဲ့မတိစိတ်ကကန်ဆိုးစရာအခြေအနေအဖြစ်အပျက်တွေကိုပဲခင်ဗျားစီကိုတွင်းပို့ပေးလိမ့်မယ်အလိုလျောက်မြင်မိနေလိမ့်မယ်ဗျာသိပ္ပံပညာအရာအလုံးကစွမ်းအင်တွေရှိတယ်ဆိုတော့ခင်ဗျားအတွေးမှာလည်းစွမ်းအင်ရှိတယ်ကြောက်ရွံ့တာစိုးရိမ်တာမနာလိုတာဒီလိုစိတ်အခြေအနေတွေမှာဆိုရင်ဒီလိုလူမျိုးဒီလိုအဖြစ်အပျက်မျိုးတွေကိုပဲခမရဘဝတဲကိုဆွဲတွင်းမိနေလိမ့်မယ် low vibration လို့ခေါ်တာပေါ့အခြားတစ်ဖက်မှာ high vibration positive vibe ပေါ့ကျေးဇူးတင်တာပျော်ရွှင်တာယုံကြည်တာအဲ့လိုစိတ်အခြေအနေမှာဆိုရင်ခမရဘဝတဲကိုတိုးတက်စေမဲ့လူတွေနဲ့တွေ့တာအခွင့်အလမ်းကောင်းတွေအလိုလျောက်ရောက်လာတာဒါမျိုးတွေကြုံတွေ့နေရလိမ့်မယ်ခမည်းလိုချင်တဲ့ပန်းနိုင်တစ်ခုကိုမတိစိတ်ထဲမှာစိုက်ပျိုးဖို့အတွက်ဆိုရင်လှုပ်ဆောင်မယ့်အရာလေးတွေရှိတယ်ပထမတစ်ချက်ကတိကျစွာသတ်မှတ်ရမယ်ငါချမ်းသာခြင်းနဲ့ဆိုတာမျိုးကမတိစိတ်အတွက်ဝေဝါးတယ်ဆိုတော့ငါရဲ့လစဉ်ဝင်ငွေကဘယ်လောက်ဖြစ်ရမယ်ဆိုတာမျိုးတွေငါကဒီလိုယာရူမျိုးကိုရနေပြီးထိုက်တန်တယ်ဆိုတာမျိုးတွေတိတိကျကျသတ်မှတ်ရမယ်နောက်ထပ်တစ်ချက်ကအရေးကြီးတယ်အဲ့ဒါကဘာလဲဆိုတော့ခမားလိုချင်တဲ့အရာကိုရနေပြီလို့စိတ်ကူးရင်တဲ့အခါတကယ်ရနေတဲ့ခံစားချက်မျိုးယုံကြည်ချက်မျိုးရှိဖို့လိုတယ်ဝမ်းတာတာစိတ်အေးချမ်းသွားတာ positive vibe အဲ့ဒီခံစားချက်တွေကမတိစိတ်ကိုအမိန်ပေးနိုင်တဲ့ဘာသာစကားတွေဖြစ်တယ်နောက်ထပ်တစ်ချက်ကတိစိတ်ကငါဖြစ်ချင်တယ်လို့ပြောနေပေမဲ့မတိစိတ်ကမင်းကမဖြစ်နိုင်ပါဘူးလို့ပြောနေရင် law attraction အလုံးမလုံးဘူးဒါကြောင့်မို့လို့ငါဒါနဲ့ထိုက်တန်တယ်လို့ကိုအမြဲပြောနေရမယ်ယုံကြည်ချက်ရှိရမယ်နောက်ထပ်တစ်ချက်အခွင့်အလမ်းကိုလက်ခံပြီးအရေးယူဆောင်ရွက်တတ်ရမယ်ဆိုလိုတာကမတိစိတ်ကခမည်းကိုလမ်းစာတွေပြပေးနေလိမ့်မယ်ဥပမာလူတစ်ယောက်နဲ့မထင်မှတ်ဖဲဆုံတာမျိုးစာအုပ်တုပ်တွေ့တာမျိုးအခွင့်အရေးတွေ့တာမျိုးအလိုလိုတိစိတ်ရဲ့လှုပ်ဆောင်မှုအတိုင်းတင်ကလက်တွေ့လှုပ်ဆောင်ရလိမ့်မယ်အဲ့လိုအရာမျိုးတွေတွေ့ပြီးဆိုရင်ချက်ချင်းအခွင့်အလမ်းကိုအမိရဖမ်းရမယ်ဆိုတော့ခမည်းဘွားမှာလိုချင်တဲ့အရာတစ်ခုကိုတိကျစွာရွေးရမယ်အဲ့ဒါကိုရရှိနေတဲ့ပုံကိုမျက်လုံးမှိတ်ပြီးပုံဖော်ရမယ်ယုံကြည်ချက်ရှိရမယ်အဲ့ဒီအချိန်မှာဖြစ်လာမယ်ပျော်ရွှင်မှုမျိုးခမည်းခံစားနေရမယ်နောက်ပြီးတော့ဖြစ်လာတော့မယ်လို့ယုံကြည်ချက်နဲ့လက်တွေကိုလွှတ်ချထားရမယ်ဆိုတော့ဒါကတော့ law attraction ဖြစ်ပါတယ်မတိစိတ်နဲ့ law attraction ကျွန်တော်တို့ရဲ့တိစိတ်တွေကျွန်တော်တို့ရဲ့မတိစိတ်တွေကအရင်အရေးကြီးပါတယ်ဆိုတော့ဒါတွေကိုသတိထားပြီးလှုပ်ဆောင်တတ်ဖို့ကင်တွယ်တတ်ဖို့လိုပါတယ်